Can Hot Me စာအုပ်ကပေးတဲ့သင်ခန်းစာ၄ခုအပြည့်အစုံလေ့ကျင့်မှုတွေနဲ့စိတ်သက်ကြံ့ခိုင်မှုကိုတိစောက်ပေးတဲ့စာအုပ်တစ်အုပ်လို့ပြောလိုက်ရင် United States Navy SEALs တပ်ဖွဲ့ဝင်တဦးလည်းဖြစ် Ultra Marathon Runner တဦးလည်းဖြစ်တဲ့ David Goggins ရေးသားထားတဲ့ Can Hot Me စာအုပ်ကထိပ်ဆုံးကနေပါဝင်နေပါတယ်။ဒီစာအုပ်ရဲ့စာရေးသူဖြစ်တဲ့ David ဟာငယ်ငယ်လေးကတည်းကဖခင်ဖြစ်သူရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကိုသာမကသူကိုယ်တိုင်ကအာဖရိကန်နွယ်ဖွားဖြစ်တဲ့အတွက်လူမျိုးရေးခွဲခြားမှုတွေစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကိုခံစားခဲ့ရတဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးဖိနှိပ်မှုတွေကိုကြုံခဲ့ရတဲ့ David အတွက်အခုချိန်မှာသူရရှိပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေကိုရဖို့အတွက်ကြော်ဖြတ်ခဲ့ရတဲ့စိတ်သက်တိုက်ပွဲတွေအကြောင်းကိုဒီစာအုပ်ထဲမှာပြည့်ပြည့်စုံစုံရေးသားထားတာပဲဖြစ်ပါတယ်။အခုကတော့ဒီစာအုပ်ကပေးတဲ့အဓိကသင်ခန်းစာ၄ခုအကြောင်းကိုအခုနားဆင်နေတဲ့သူတွေအားလုံးအတွက်ညှဝေပေးခြင်းပါတယ်။နံပါတ်1အဓိကအကြဆုံးသင်ခန်းစာတစ်ခုကတော့ကျမတို့လူသားတွေကဘယ်တော့မှကိုယ့်ရဲ့စွမ်းရည်ကိုအပြည့်အဝအသုံးမချရသေးဘူးဆိုတာပါပဲ။ခက်ခဲပင်ပန်းတဲ့အရာတွေနဲ့ကြုံတွေ့လိုက်ရတဲ့အခါတိုင်းမှာတော်ပြီးလုံလောက်ပြီးဆိုပြီးတော့အလွယ်တကူရပ်တန့်ဖို့တွေးမိတတ်ကြပါတယ်။ဒါဟာကိုယ့်ရဲ့လုံနိုင်စွမ်းရဲ့40%လောက်ကိုသာကိုကထုတ်သုံးနေတာဖြစ်ပြီးတော့ကိုယ်မှကြံရှိနေသေးတဲ့60%သောလုံနိုင်စွမ်းတွေကိုလစ်လူရှုထားမိခြင်းနဲ့အတူတူပါပဲဒုတိယသင်ခန်းစာကတော့ကိုအပြည့်အဝတာဝန်ယူဖို့တွန်းအားပေးရမှာပဲဖြစ်ပါတယ်စာရေးသူကတော့ဒီနေရာမှာ accountability mirror လို့ခေါ်တဲ့တာဝန်ယူမှုမှန်သားပြင်ပေါ်မှာကိုယ့်ရဲ့မျက်နှာကိုမြင်ရတိုင်းကိုယ့်ရဲ့အခြေအနေကိုအမှန်အတိုင်းမဖုံးကွယ်ပဲကြည့်မြင်တတ်ဖို့ကိုယ့်ရဲ့အားနည်းချက်မကောင်းတဲ့အချက်တွေကိုရိုးရိုးသားသားနဲ့ဝန်ခံတတ်ဖို့နောက်ပြီးတစ်ခုခုဆိုလို့ရှိရင်စင်ကြေမပေးဘဲနဲ့ပြင်ဆင်ပြီးတာဝန်ယူတတ်ဖို့အမြဲတမ်းကိုစောင့်ကြည့်နေဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်။တတိယတစ်ချက်လက်ထိတ်ခြေထိတ်တွေကိုအသုံးပြုရတာများလာတဲ့အခါမှာလက်ထိတ်ခြေထိတ်တွေမှာအတမတက်လာတယ်လို့ပဲစိတ်ဆိုတဲ့အရာကိုအတမတက်လာဖို့ဆိုရင်တနည်းအားဖြင့်စိတ်အရေးထူဖို့စိတ်တက်မာဖို့အတွက်ဆိုရင်ကျမတို့ရဲ့စိတ်ကိုခက်ခဲတဲ့အရာတွေကိုယ့်အနေနဲ့တက်တောင့်တက်တာမဖြစ်တဲ့အရာတွေကိုများထိတွေ့လုပ်ကိုင်ပေးဖို့လိုအပ်ပါတယ်။စိတ်ဆိုတဲ့အရာကလည်းခန္ဓာကိုယ်ရဲ့ကြွက်သားတွေလိုလေ့ကျင့်ယူလို့ရတာဖြစ်တဲ့အတွက်ခက်ခဲပင်ပန်းတဲ့အရာတွေနဲ့ကြုံရတိုင်းအလွယ်တကူစိတ်တက်မကျသွားစေဘူးဆိုရင်အဲ့ဒီခက်ခဲပါတယ်ဆိုတဲ့အရာတွေကိုစိတ်နဲ့အသားကျသွားအောင်များထိတွေ့ပြီးလေ့ကျင့်ပေးရပါလိမ့်မယ်။နောက်ဆုံးတစ်ချက်ကတော့ cookie jar လို့ဒီစာအုပ်ထဲမှာစာရေးသူသုံးနှုန်းထားတဲ့အောင်မြင်မှုတည်လေးတွေကအစစုဆောင်းသိမ်းဆည်းထားတဲ့စုပူတွေကိုဘဝမှာထားရှိဖို့ဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းအပြင်ကိုယ့်အနေနဲ့အစင်မပြေမှုတွေအခက်အခဲတွေနဲ့ကြုံရတဲ့အချိန်တိုင်းကိုယ့်ရဲ့အတိတ်မှာကိုကြော်ဖြတ်လာနိုင်ခဲ့တဲ့အနိုင်ယူနိုင်ခဲ့တဲ့အောင်မြင်မှုစုပူလေးကိုထုတ်ကြည့်ပြီးအခုကိုရင်ဆိုင်နေရတဲ့အခက်အခဲတွေအတွက်စိတ်သက်ခွန်အားပြန်လည်ရယူနိုင်လို့ပဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်စာရေးသူအနေနဲ့သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြင်းထန်ဆိုးရွားတဲ့အဖြစ်အပျက်တွေကြားမှာသူကိုယ်တိုင်လိုက်နာခဲ့တဲ့သူ့ရဲ့စိတ်သက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကအင်မတန်မှကိုအတူယူစရာကောင်းလွန်ပါတယ်။စာရေးသူရဲ့စိတ်သက်တန်မာမှုကိုလည်းမချီးကျူးပဲမနေနိုင်တဲ့အထိလေးစားဖို့ကောင်းတာမို့စာပေလိုက်ရဲ့စာပေမိတ်ဆွေများအားလုံးအတွက်အခုလိုပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဒီစာအုပ်ရဲ့မြန်မာဘာသာပြန်စာအုပ်လေးကလည်းမကြာမီအချိန်အတွင်းမှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။စိတ်ဝင်စားလို့မှာယူခြင်းသူများအတွက်စာပေလိုက်ရဲ့ Facebook page Messenger မှာကြိုတင် order တင်ထားလို့ရပါတယ်ဆိုတာကိုပြောရင်ဒီနေ့ရဲ့အစီအစဉ်ကလေးကိုဒီညမှာပဲရပ်နားလိုက်ချင်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့စာပေမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲတာယာသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။